ဆောင်မှုကကျမတို့ကိုလက်ပြပုံစံပန်းထိုးခိုင်းတယ်ထူးဆန်းတာကပန်းထိုးကွင်းတစ်ခုစီရဲ့ဘေးမှာအစိတ်ပြင်းတွေတကောင်စီချထားတာပဲဘသူကလက်ငိမ့်ဆုံးနဲ့လက်ပြတောင်ပန်းတွေကိုအလှပဆုံးထိုးနိုင်မလဲအဲ့ဒီလိုပဲအသက်ရှင်ခွင့်ရမယ်တဲ့ဘေးမှာလက်ရောက်တော့အဲ့ဒီအေးဆက်ဆက်ငွေကိုကျမရဲ့လက်ကဝတ်မှာအသားလေးရစ်ပတ်ခွင့်ပေးလိုက်တယ်စိတ်ကိုငြိမ်အောင်ထားပြီးတစ်ချက်ချင်းစီပန်းထိုးခဲ့တာတစ်ချက်တောင်မလွဲစေရဘူးကျမထိုးထားတဲ့လက်ပြကတကယ်အသက်ရှိတဲ့အတိုင်းပဲတကယ်ကိုအထင်ကြီးစရာပေါ့တိမ်မင်းနဲ့ရင်ဆိုင်နေရချိန်မှာတော့မျက်တောင်တစ်ချက်မခတ်နိုင်တဲ့တတိမျိုးကအိမ်ရှိမင်းသားအတွက်အထူးလိုအပ်နေတဲ့လူစားမျိုးပဲဒါနဲ့တင်အဆောင်မှုကကျမကိုဒဏ္ဍာရီလာဖူဝမ်အိမ်တော်စီကိုတန်းခေါ်သွားတော့တာပါပဲအဲ့ဒီလိုခန်းထားတဲ့နေရာမျိုးကိုပထမဆုံးအကြိမ်ခြေချရချိန်မှာကျမရင်တွေတဒိန်းဒိန်းခုန်နေခဲ့တယ်ဘလောက်တောင်စိတ်လှုပ်ရှားနေတယ်လဲဆိုရင်ပန်းပင်တွေကိုရေလောင်းတာများလွန်းလို့ပန်းတွေတေးကုန်တယ်လို့မိဖို့ချောင်းထဲမှာလဲပကံတွေခဏခွဲမိနေတော့တာမိဖို့ချောင်းကို၈ကြိမ်မြောက်လောက်ဖောက်ခွဲပစ်လိုက်ပြီးတဲ့နောက်မှာတော့အဆောင်မှုကကျမကိုဂုတ်ကနေဆွဲပြီးအဝိရှော်ဖို့ခေါ်ထုတ်သွားပါလေရောအဲ့ဒီမှာပဲကျမနဲ့အိမ်ရှိမင်းသားဖူရင်ကျန်းတို့ဆုံခဲ့ကြတာသူကအဲ့ဒီအချိန်မှာအချစ်စိတ်မိနေတဲ့အခြေအနေပေါ့အဲ့ဒီမှာပဲကျမဟာသူ့ရဲ့အစိတ်ဖြေဆေးဖြစ်သတ်မှတ်ခံလိုက်ရတယ်အဲ့ဒီနောက်ပိုင်းဖူရင်ကျန်းကကျမကိုသူ့ရဲ့ကိုလုတ်တော်အဖြစ်ခေါ်ထားခဲ့တာ6နှစ်တောင်ရှိခဲ့ပြီးနင်းကိုတရားဝင်ပွဲထူးတစ်ခုကလွဲလို့ကျန်တာအကုန်ပေးမယ်လို့သူဂရီပေးခဲ့တယ်လို့ပဲတကယ်လဲဖူရင်ကျန်းဟာကျမအပေါ်ဂရီတည်ခဲ့ပါတယ်လှပတဲ့အဝတ်စားတွေအကန့်အသတ်မရှိသုံးနိုင်တဲ့ငွေကြေးတွေအပြင်စိတ်ကြည်တဲ့အချိန်ဆိုရင်အပြင်ကနေချစ်စရာကောင်းတဲ့အတုံးဆောင်ပစ္စည်းလေးတွေကိုပါသူကဝယ်လာပေးတတ်သေးတာအဲ့ဒီလိုအလိုလိုက်လို့ပဲကျမလည်းသူ့ဘေးမှာနှစ်ပေါင်းများစွာကပ်နေခဲ့မိတာပေါ့ဒါပေမဲ့တကယ်ရေရတာကအပြင်ကလူတွေပြောနေကြတာကတော့သူကမစွမ်းဆောင်နိုင်ဘူးတဲ့လေကျမကတော့နာကျင်ကြိုက်ခဲနေတဲ့ခါကိုအသာလေးနေရင်အဲ့ဒီကောလာဟာလာတွေကိုစိတ်ထဲကနေအပြတ်သက်နင်းဆိုနေမိတယ်တမနက်မှာတော့အစီခံလေးကမနှက်စာလာချပေးလို့ကျမလည်းဝက်လက်စွပ်ပြုတ်ကိုအားရပါရစားနေတော့ရှိသေးတယ်မိဖို့ချောင်းကနေဖူရင်ကျန်းအတွက်ချက်လာတဲ့ငါးဟင်းချိုနန်းကိုရုတ်တရက်ရလိုက်တာဟင်းဟိုးဖုံးကိုဖွင့်လိုက်တဲ့အခိုက်အတန့်မှာတင်အဲ့ဒီငါးညီနန်းကကျမကိုအကြီးအကျယ်ဒုက္ခပေးတော့တာပဲစားထားသမျှအကုန်လုံးပြန်အထွက်ကုန်နေတကယ်တော့အိမ်တော်ထဲမှာနေလာတဲ့နှစ်တွေတခြားကျမကစားနိုင်အိမ်နိုင်တယ်လို့လစဉ်တမရာကလည်းတခါမှမမားဘူးလေဒါပေမဲ့ဒီတစ်ခါတော့လွဲနေပြီးအတော်လေးကိုနောက်ကျနေတာကျမလည်းထိတ်လန့်သွားပြီးကျမကိုအိမ်တော်ထဲခေါ်လာပေးခဲ့တဲ့အဆောင်မှုကြီးစီကိုတန်းပြေးသွားခဲ့တယ်အဆောင်မှုကြီးကျမမှာကိုဝင်ရှိနေပြီးထင်တယ်ဘယ်လိုလုပ်ရမလဲလို့မေးလိုက်တော့သူကကျမကိုတတ်တော့မဲ့အတိုင်းစိတ်ပြက်လက်ပြက်ကြည့်လာတယ်နင်ကဘယ်လိုတောင်ဒီလောက်ထိပေါ့ဆရတာလဲကိုလုတ်တော်တယောက်အတွက်ကိုဝင်ရလာတာဟာဘယ်လောက်တောင်တားမြစ်ထားတဲ့ကိစ္စလဲဆိုတာနင်မသိဘူးလားတဲ့အဲ့ဒီလိုစူပူနေပေမဲ့လည်းသူကကျမကိုတိတ်တဆိတ်အပြင်ခေါ်ထုတ်ပြီးစစ်စစ်ပေးခဲ့ပါတယ်ကျမဟာ6နှစ်တောင်ကိုဝင်သားဆေးတွေကိုဒီတိုင်းတောက်ခဲ့တာတောင်မှဖူရင်ကျက်ရဲ့ကလေးကိုရသွားခဲ့တယ်လေဒါဟာသူ့ရဲ့စွမ်းဆောင်ရည်လားဒါမှမဟုတ်ကျမရဲ့ကံကြမ္မာလားဆိုတာအခုထိမသိသေးဘူးနင်ဘယ်လိုလုပ်မှလဲဒီကလေးကိုတော့ဆက်ထားလို့မရနိုင်ဘူးဆိုတဲ့သူ့ရဲ့စကားလုံးတွေကကျမကိုကားနဲ့အတိုက်ခံရတယ်လို့ခံစားလိုက်ရစေတယ်ပြောရရင်ကိုလုတ်တော်တယောက်အနေနဲ့ကျမမှာလိုက်နာရမယ့်စီကန်းရှိတယ်လေအိမ်ရှိမင်းသားရဲ့တရားဝင်ဇနီးတွေမရောက်လာခင်အထိကလေးမယူရဘူးဆိုတာပဲအဲ့ဒါကမဖြစ်မနေလိုက်နာရမယ်စီမင်းပဲကိုဝင်ရှိလာရင်တော့တနည်းနည်းနဲ့ဖြည့်ရှင်းပြရမှာပဲဘသူကိုမှချွင်းချက်မရှိဘူးဒါပေမဲ့6နှစ်တောင်တားဆေးတွေတောက်လာခဲ့ရတဲ့ကျမအတွက်နောက်တစ်ခါကိုဝင်ပြန်ရနိုင်ပါဦးမလားဆိုတာတကယ်ကြောက်မိတယ်ဒါပေမဲ့ဒီကလေးလေးကတော့အံ့ဩစရာကောင်းတော့အောင်ကျမစီကိုရောက်လာခဲ့ပြီလေဒါဟာကျမအတွက်တော့ဖော်ပြလို့မရနိုင်တဲ့အံ့ဩစရာနမိတ်တစ်ခုလိုပါပဲဒါကြောင့်ပဲကျမအတ္တကြီးမိသွားတယ်ဒီကလေးကိုကျမသိမ်းထားခြင်းနဲ့မွေးခြင်းနဲ့ဟုတ်တယ်ကျမမွေးမှာပါဒါဟာကျမရဲ့ရင်သွေးလေးလေမိဘတွေကကျမကိုဒီအိမ်တော်ထဲရောင်းစားလိုက်တဲ့ကကျမဟာမိဘမဲ့တယောက်ဖြစ်သွားခဲ့တာဒါကြောင့်လေဒီလောကကြီးထဲမှာကျမနဲ့သွေးသားတော်ဆက်တဲ့သူတယောက်လောက်ကိုပဲအသေးအံပိုင်ဆိုင်ခြင်းမိတာပါအဆောင်မှုကြီးကကျမစကားကိုနားထောင်ပြီးတက်ပြေးရှည်ကြီးတစ်ချက်ချလိုက်တယ်ဘာစကားမှတော့ထပ်မပြောတော့ဘူးအိမ်တော်ကိုပြန်ရောက်တော့ကျမဟာမိမောတွေဝင်နေရင်ဖူရင်ကျက်ရဲ့စာကြည့်ခန်းထဲကလက်ကလေးကိုငေးကြည့်နေမိတယ်အဲ့ဒီလက်ကလေးဟာလွတ်ရလွတ်ကြောင်းထွက်ပြေးဖို့စူးစမ်းနေတယ်လို့ပဲဒါပေမဲ့မိမတ်ဆိုးငယ်လေးတယောက်ကတွေ့သွားပြီးချက်ချင်းပဲပြန်ဖမ်းလိုက်တယ်ကျမလည်းကိုယ့်ခန်းကိုပြန်ပြီးရှေ့ကစားကျင်စပွဲမရှိတဲ့အစားအစာတွေကိုကြည့်ရင်ထမင်းစားကျင်စိတ်တွေပျောက်ဆုံးနေခဲ့တာပေါ့စံပြုတ်ရည်ကျဲကျဲနဲ့ထမင်းဖြူပဲရှိတာလေကိုဝင်ဆောင်အမျိုးသမီးတယောက်ကဒါမျိုးကိုဘယ်လိုလှုပ်ရှားနိုင်မှာလဲကျမထမင်းစားဖို့တူကိုတောင်မကင်ရသေးဘူးဖူရင်ကျက်ရဲ့အိမ်တော်ထိန်းချုပ်ရောက်လာတယ်မစ္စထောင်အိမ်ရှိမင်းသားကဒီညဝင်ကြီးကျုံနဲ့ညစာစားပွဲချိန်ထားတာရှိလို့ပြန်မလာတော့ဘူးမဆောင်နဲ့တော့အနားယူလိုက်တော့လို့မှားလိုက်ပါတယ်တဲ့ကျမလည်းခေါင်းကြီးပြလိုက်ပြီးအစီခံမလေးကိုရွှေတုံးတုံးထုတ်ခိုင်းပြီးအိမ်တော်ထင်းကိုဆုလက်အဖြစ်ပေးလိုက်တယ်အမှန်တိုင်းပြောရရင်အလကားပေးလိုက်ရတာနှမျောတာပေါ့ဒါပေမဲ့ကျမကြံစီနေတဲ့အစီအစဉ်ကြီးအောင်မြင်ဖို့ဆိုရင်အရင်ကြီးတော့ရှိရမှာလေအတွေ့တဲ့နေ့တုန်းမှာပဲလွန်ခဲ့တဲ့ရက်ပိုင်းကဖူရင်ကျန်းနဲ့ပြောဖြစ်ခဲ့တဲ့စကားတွေကိုသတိရသွားတယ်။အဲ့ဒီတုန်းကကျမဘာဖြစ်နေမှန်းမသိပေမဲ့အိမ်မက်တစ်ခုကိုခဏပတ်နေခဲ့တာ။ကလေးလေးတယောက်ကကျမလက်ကိုကိုရာနဲ့ပဲကျမအဲ့ဒီအကြောင်းကိုဖူရင်ကျန်းကိုပြောပြလိုက်မိတယ်။အရှင်ကျမဒီနောက်ပိုင်းအိမ်မက်တစ်ခုကိုခဏမက်နေတယ်လို့ပြောတော့သူကဘာအိမ်မက်လဲလို့ပြန်မေးတယ်။ကလေးလေးတယောက်ကကျမလက်ကိုကင်ပြီးမေမေလို့ခေါ်နေတဲ့အိမ်မက်ပါလို့ဖြေလိုက်တဲ့အခါသူကအဲ့ဒါတွေရှောက်တွေးမနေနဲ့အိမ်မက်ဆိုတာလက်တွေ့နဲ့ပြောင်းပြန်ပဲနင်ဘယ်သူလဲဆိုတာကိုသိစမ်းပါတဲ့သူစကားကြောင့်ကျမလည်းလက်တွေ့ဘဝတွေကိုပြန်ရောက်သွားပြီးသတင်းပေါက်ကနေလက်တာကိုငေးကြည့်ရင်ဂျင်းမုံမှန်တဲ့ကကိုရုပ်ကိုပြန်ကြည့်နေမိတယ်လှပတဲ့မျက်နှာလေးရှိတာတော့မှန်ပါတယ်ဒါပေမဲ့သူ့အတွက်တော့ကျမကကစားစရာတသက်ပဲလေသူညင်းငွေသွားတဲ့နေ့ကျရင်ငွေစအနေငယ်ပေးပြီးကျမကိုအလွယ်တကူစွန့်ပစ်လိုက်မှဒါကကျမတို့ကြားကလုံးဝမတူညီတဲ့အဆင့်တန်းနဲ့လက်တွေ့ဘဝပေါ့ကျမဘယ်တော့မှမြင့်မြတ်တဲ့ဘွယ်ထူးဂုံထူးတွေကိုမမတ်မောခဲ့ပါဘူးမမျော်လင့်ရင်မဆုံးရှုံးရဘူးလေ
ကျမကသူ့ရဲ့ကျင်ရတော့မဟုတ်ခဲ့တယ်လို့ဘာကုန်ပုံမှမရှိပဲအိမ်တော်ရဲ့နောက်ဖေးကွက်ထဲမှာပဲနေထိုင်ရတဲ့အရေးတစ်ခုလိုကိုလုတ်တော်လေးတစ်ယောက်ပါဘာလို့များပို့ပြီးမျောလင့်နေအောင်မှလဲကျမတက်ပြင်းရှည်ကြီးချလိုက်ပြီးတော့မှစတင်ပြီးထွက်ပြေးဖို့အစီအစဉ်ကိုတေချာလေးဆွဲလိုက်တဲ့နှစ်တွေတစ်လျှောက်သူကျမကိုပေးခဲ့တာတွေတော်တော်များသားပဲရွှေတုံးတွေရွှေပြားတွေငွေစက်ကူတွေနဲ့ငွေစတွေကိုအကုန်စုလိုက်ရင်ကျမနဲ့ကျမရဲ့ကလေးလေးတက်တောင့်တက်တာနေနိုင်ဖို့လောက်ငါတာထက်တောင်ပိုနေပါသေးတယ်ပြီးတော့ကျမသွားမယ့်နေရာကမြောက်ဘက်အစုံဆုံးကဘသူမှမသိတဲ့ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုလေးသူလူဘလောက်ပဲလွတ်လွတ်ကျမကိုရှာတွေ့မှာမဟုတ်ဘူးဒါပေမဲ့ပိုပြီးစိတ်ချရအောင်သူပေးထားခဲ့တဲ့တန်ဖိုးကြီးကြောက်စိမ့်ထဲမှန်သမျှကိုလည်းတိတ်တဆိတ်ပေါင်းနှံပစ်လိုက်တယ်တခုမကြံအကုန်ပေါင်လိုက်တာရက်ပိုင်းအတွင်းမှာပဲကျမလက်ထဲမှာရှိတဲ့ငွေသားတွေကနှစ်ဆလောက်တိုးလာတဲ့အိမ်ရှိမင်းသားကလက်ဆောင်ရွေးတဲ့နေရာမှာတကယ်ကိုအမြင်ရှိတာပဲအစီအစဉ်တွေအကုန်အစင်သင့်ဖြစ်ပြီးအခွင့်ကောင်းတစ်ခုပဲစောင့်ဖို့လိုတော့တယ်မကြခင်မှာမေတော်ကြီးရဲ့ငွေနေပွဲလာတော့မှာဆိုတော့အိမ်ရှိမင်းသားတယောက်အနေနဲ့ပူရင်ကျန့်တယောက်နန်းတော်တွေကိုမဖြစ်မနေသွားရတော့မှလေအဲ့ဒီနေ့ကကံကောင်းကျင်တော့ချီပွဲတော်နဲ့လေတိုက်ဆိုင်နေတဲ့အခြေအနေအရအိမ်တော်တွေကလူတွေအကုန်လုံးအပြင်ထွက်ပြီးပျော်ပွဲရွှင်ပွဲဆင်နွှဲနေကြမှာလေအဆောင်ရှောက်တွေလည်းနေသွားမှာဖြစ်တယ်လို့ချန်အန်းမျိုးရဲ့လမ်းမတွေပေါ်မှာလည်းလူတွေနဲ့ပြည့်နေနေမှာဒါဟာကျမအတွက်တော့အကောင်းဆုံးဗျူဟာပဲအဲ့ဒီပွဲတော်ညမှာပဲကျမကြိုတင်စီစဉ်ထားတဲ့မြင်းရထားပေါ်ကိုတိတ်တဆိတ်တက်လိုက်ပြီး6နှစ်တာနေထိုင်ခဲ့တဲ့အိမ်တော်ကိုစွန့်ခွာခဲ့တော့တယ်တကယ်တော့ကိုလုတ်တော်အဖြစ်နေလာတဲ့ဒုတိယမြောက်နှစ်မှာတင်ဖူရင်ကျန်းကကျမရဲ့ကျစာချုပ်ကိုပြန်ပေးခဲ့ပြီးသားပါငါရဲ့မိန်းမတစ်ယောက်ကအစီခံစရင်းထဲမှာရှိနေစရာမလိုဘူးဆိုတဲ့သူ့ရဲ့စကားသံတွေကကျမနားထဲမှာခုထိကြားရောက်နေတော့မယ်ဒါပေမဲ့မထွက်ခွာခင်မှာကျမရဲ့လက်ရည်စုပ်စုပ်လေးနဲ့သူ့အတွက်စာတစ်စောင်ရေးခဲ့ပါတယ်အဓိကကတော့နှုတ်ဆက်စာပေါ့ဒါဟာနောက်ဆုံးနှုတ်ဆက်ခြင်းပါပဲဘာလို့လဲဆိုတော့နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲသူဟာဝင်ကြီးရဲ့သမီးနဲ့လက်ထပ်ဖို့အစီအစဉ်ရတော့မယ်ဆိုတာကျမသိနေလို့ပါကျမကဘယ်သူမှမဟုတ်ဘူးဆိုတဲ့ကိုယ့်အခြေအနေကိုသိပါတယ်အိမ်ရှိမင်းသားရဲ့တရားဝင်ဇနီးတွေမရောက်လာခင်မှာကျမမှာကိုဝင်ရှိနေပြီဆိုတာကိုသာသူ့ရဲ့အဖွားဖြစ်သူသိသွားရင်ကျမအတွက်တော့သိရင်းပဲလေဒါပေမဲ့ချမ်းမျိုးကနေထွက်လာတဲ့အချိန်မှာဘာကြောင့်မှမသိပဲမျက်ရည်တစ်စက်ကပါးပြင်ပေါ်ကိုလိမ့်ဆင်းလာခဲ့တယ်နှုတ်ဆက်ခဲ့ပါတယ်အရှင်အော်တိုဘာလတောင်မရောက်သေးဘူးဒါပေမဲ့မြောက်ဘက်မှာတော့စောင်းကရောက်နေပြီးတန်းတန်းနဲ့လမ်းခီးမှာ2လတောင်အချိန်ကုန်ခဲ့ရတယ်ကျမရောက်သွားတဲ့အချိန်မှာတော့ဘိုက်ကတော်တော်လေးပူနေပြီပေါ့များမြင်မှာတော့ကျမဟာစစ်ပွဲအတွင်းမှာခင်ပွန်းတယ်ဆုံးပါသွားတဲ့ချမ်းသာတဲ့မိုးဆိုးမတစ်ယောက်အဖြစ်တရုပ်ဆောင်ခဲ့ရတယ်အဲ့ဒီကိုရောက်ချင်းပထမဆုံးလုပ်ခဲ့တာကတော့စံအင်ကြီးတစ်လုံးဝယ်လိုက်တာပဲပြီးတော့ကျမရဲ့လုံခြုံရေးအတွက်ကိုရန်တော်အဖွဲ့တစ်ဖွဲ့ကိုလည်းငှားရမ်းခဲ့တယ်တကယ်လဲကျမကြောက်မိတာကိုတညညမှာတောင်ပေါ်ကဓမြတွေဆင်းလာပြီးအိမ်ကိုလူရက်ရင်ဘလို့လုပ်မလဲခီးပန်းလာတာကြောင့်ခဏလောက်အနားယူပြီးမှအစီကံတွေနဲ့အထင်းတော်တွေကိုထပ်ငှားခဲ့တယ်ကျမကရိုးရိုးရှင်းရှင်းပဲနေကျင်တဲ့သူပါအေးချင်းချင်းရှိတာကိုကြိုက်တယ်လို့အစားအသောက်လဲကြိုက်တယ်အစားအသောက်ဆိုတာထက်ကိုမှန်တာမရှိတော့ဘူးဒါကြောင့်အိမ်မှာဟင်းချက်ပေးဖို့စပိုမှုအများကြီးငှားထားလိုက်တာပေါ့ငွေကအရာရာမဟုတ်ပေမဲ့ငွေမရှိရင်တော့ဘာမှလုပ်လို့မရဘူးလေဒါပေမဲ့ကျမမှာရှိသမျှအကုန်လုံးကိုတော့ထိုင်ပြုံးနေမှာမဟုတ်ဘူးဒါကြောင့်ချမ်းသာတာကိုပဲထိုင်ကြည့်မနေပဲမြောက်ဘက်တစ်ခွင်မှာရှိတဲ့ဆန်ဆိုင်တွေနဲ့အထည်ဆိုင်တွေမှာရင်းနှီးမြှုပ်နှံလိုက်တယ်အသေးစားလုပ်ငန်းလေးတွေဆိုပေမဲ့ကျမတို့သားမိတက်တောင့်တက်တာနေနိုင်ဖို့တော့လုံလောက်တာပေါ့အိမ်တော်မှာကိုလုတ်တော်ဆောက်ဖြစ်ကလေးကကျမသိခဲ့သမျှလူတွေအကုန်လုံးနဲ့အဆက်အသွယ်ချက်ခဲ့တာပတ်သက်သမျှအကုန်လုံးကိုပြီးတိုင်ဖြည့်ဆည်းပစ်ခဲ့တယ်ကျမဇာတိမြေကိုလည်းမပြန်ခဲ့ဘူးအဲ့ဒီမှာကျမတန်ရောစင်ရှိတဲ့သူတယောက်မှမကြံတော့ဘူးလေပြန်သွားဖို့လည်းအကြောင်းမရှိတော့ဘူးနောက်ပြီးတော့တကယ်လို့ဖူရင်ကျန်းကနောက်လိုက်ရပြီးကျမကိုလိုက်ရှာခဲ့ရင်တော့အဲ့ဒီနေရာကသူပထမဆုံးစစ်ဆေးမဲ့နေရာဖြစ်နေမှာလေဒါကြောင့်ကျမတယောက်တည်းဒီအေးဆက်လာတဲ့မြောက်ဘက်ဒေသအထိရောက်အောင်လာခဲ့တာဒီကလူတွေကရိုးသားကြတယ်ကျင်နာတက်ကြသလိုလွတ်လပ်တဲ့စိတ်ဓာတ်လည်းရှိကြတယ်ဒီကနွေရာသီတွေကလည်းတကယ်ကိုတာယာလှတာအရာရာကပြည့်စုံမနေပေမဲ့ကလေးတယောက်ကိုပြုစုပြောထောင်ဖို့အတွက်တော့အကောင်းဆုံးနေရာလေးပါပဲအရာရာသာအဆင်ပြေသွားမယ်ဆိုရင်ဒီနေရာမှာပဲအခြေချပြီးတစ်သက်လုံးနေသွားဖို့ကျမဆုံးဖြတ်ထားလိုက်ပြီးနောက်ဆုံးကျမတည်ဆုံးသွားတဲ့အခါမှာတောင်ဒီနားကတောင်ကုန်းလေးတစ်ခုပေါ်မှာပဲမြုပ်နှံပေးဖို့ပေါ့ဩဂုတ်လမှာတော့ဒီမြေပေါ်မှာပဲကျမရဲ့ရင်သွေးလေးကိုမွေးဖွားခဲ့ပါတယ်အမှန်အတိုင်းပြောရရင်ကလေးမွေးနေတော့ကကျမတကယ်ပဲအသက်မရှင်တော့ဘူးလို့ထင်ခဲ့တာတော်သေးတာကဝမ်းဆွဲတဲ့ကကျွမ်းကျင်လို့ပေါ့နောက်ပြီးရှောင်းနေစီကလည်းဘယ်ကနေဘလို့ရှာလာမှန်းမသိတဲ့နှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့ဂျင်းစင်းမြစ်ကိုယူလာပေးခဲ့တဲ့အဲ့ဒီဂျင်းစင်းကိုပပလီပြီးစားလိုက်ရလို့သာကျမအသက်ဘေးကလွတ်ခဲ့တာပါကလေးလေးထွက်လာတဲ့အချိန်မှာရှောင်းတယ်စီကပကတ်သေးကအသားအရည်တွေတွန့်လိမ့်နေတဲ့တတဝါလေးကိုငေးကြည့်ရင်မျက်မှောင်ကျုံနေလေရဲ့ဒီကလေးကဘာလို့ဒီလောက်ရုပ်ဆိုးနေတာလဲအမနဲ့လဲတစ်စက်မှမတူဘူးကလေးဆိုတာသူတို့အမေတွေနဲ့တူရမှာမဟုတ်လားတဲ့အမကိုကြည့်အောင်ဖြူဖြူချောချောလေးအခုဒီကလေးကိုကြည့်လိုက်အောင်နဲ့ကျမကတော့ကလေးမွေးထားလို့လူကအတော်လေးနှုံးနေတာကြောင့်သူ့ကိုပြန်ပြီးရံမတွေ့နိုင်တော့ဘူးဒါကြောင့်သူ့ကိုမျက်စောင်းတစ်ချက်ပဲထိုးလိုက်ပြီးမင်းကလေးထိမ့်တဲ့ရင်စက်ကြည့်နေမထိမ့်တဲ့ရင်အခုချက်ချင်းတို့ထိမ့်တဲ့ကိုသွားခေါ်ချေလို့ပဲပြောလိုက်နိုင်နေပြီးရင်ငါမျက်စိရှိကထွက်သွားတော့ပေါ့ရှောင်းတဲ့စီအကြောင်းပြောရရင်တော့တနာစရာကောင်းလေးပါကျမမြောက်ဘက်ကိုရောက်ခါစားမှာပဲသူကဒီနေရာကိုပြည်နေတန်ပေးခံရပြီးအတက်လူနေရတဲ့အခြေအနေနဲ့ရောက်လာခဲ့တာကျမကပဲသူ့ကိုကဲတင်ပြီးကျမတို့ရဲ့ကိုရန်တော်ချုပ်စီမှာတိုင်းပညာသင်ယူဖို့စီစဉ်ပေးခဲ့တာဖြစ်ပါတယ်မယုံနိုင်စရာကောင်းအောင်ပဲသူကပြန်ပြီးကျမ်းမာလာခဲ့တယ်။နောက်မှကျမတို့ရဲ့ကိုရန်တော်ကပြောပြလို့သိရတာကသူဟာနန်းတော်တွေကမိမ့်မတ်ဆိုးဟောင်းတစ်ယောက်ဖြစ်ခဲ့ဘူးလေဆိုတာပဲကျမတော်တော်လေးအံ့ဩသွားပေမဲ့ပြန်စဉ်းစားကြည့်တော့တိုင်းပညာထူးချွန်တဲ့လူတစ်ယောက်ကျမဘေးမှာရှိနေတာကတကယ်ကိုအဆင်ပြေတဲ့ကိစ္စပဲလေရှောင်းတဲ့စီကတကယ်ကိုယုံကြည်စိတ်ချရတဲ့နှုတ်ထင်းတဲ့တစ်ယောက်ကိုရှာပေးခဲ့တယ်။ကျမတို့အားလုံးဝိုင်းဝန်းဆောက်ရှောက်ပေးကြလို့ကလေးလေးကကျမ်းမာတန်ဆွမ်းစွာနဲ့ကြီးပြင်းလာခဲ့တယ်။
တနေ့မှာတော့ရှောင်းတဲစီကကလေးကိုဒီအတိုင်းပဲကလေးလိုတစ်သက်လုံးခေါ်လို့မရဘူးလေသူ့မှာတကယ်နာမည်တစ်ခုရှိတင်ပြီလို့ပြောလာတယ်ကျမစဉ်းစားကြည့်မိတယ်ဘရင်မျိုးရိုးနာမည်ကဖူသူ့အဖေနာမည်ကဖူရင်ကျန်ကျမနာမည်ကတော့ရှန်ချင်းဟွမ်ဒါကြောင့်သူ့ကိုဖူချင်းရှင်းလို့နာမည်ပေးလိုက်တယ်သူ့ဘဝတစ်လျှောက်လုံးထာဝရရှင်သန်ထွန်းကားစီခြင်းတလို့ဘယ်တော့မှအလျှော့မပေးတဲ့ထင်းရှူးပင်တပင်လိုခိုင်မာစီခြင်းလို့ပါအခက်ထဲမှာနှစ်ချိုက်အိပ်ပျော်နေတဲ့သားလေးကိုကြည့်ရင်ကျမမျက်ဝန်းမှာမျက်ရည်တွေဆိုလာခဲ့တယ်။ကျမဘဝမှာပထမဆုံးအကြိမ်ဖြစ်ဒီလောကကြီးထဲမှာတယောက်တည်းမဟုတ်တော့ဘူးလို့ခံစားလိုက်ရတာကိုယ့်ရဲ့သွေးသားရင်းချလေးရှိလာတော့မှပဲဘဝကပြည့်စုံသွားတယ်လို့ခံစားရတော့တယ်။သားလေးချင်းချင်းပညာသင်ရမယ့်အရွယ်ရောက်လာတဲ့အခါမှာတော့ကျမအတော်လေးစိတ်ဖိစီးလာခဲ့တယ်။ကျမကအိမ်တော်မှုကိုစီမံခန့်ခွဲတတ်တယ်စီးပွားရေးလုပ်တတ်တယ်ဒါပေမဲ့စာပေပညာပိုင်းကျတော့ကျမနဲ့တကယ်ကိုမရင်းနှီးတဲ့နယ်ပယ်လေးရှောင်းတဲစီကသားလေးကိုမိတိုင်းတိုင်းပညာသင်ပေးနိုင်ပေမဲ့စာရေးစာဖတ်ကတော့အခက်အခဲဖြစ်နေတော့မယ်သတင်းတွေအရတော့မြောက်ဘက်ဒေသမှာတကယ်ကိုထူးချွန်တဲ့ပညာရှိတစ်ယောက်ရှိတယ်သူသင်ကြားပေးပုံတွေကတကယ်ကိုအံ့မခန်းပဲတဲ့ကျမလည်းစိတ်ဝင်စားသွားပြီးပတ်ဝန်းကျင်ကတထေးတော်တွေကိုစုံစမ်းကြည့်တော့သူတို့အားလုံးကဒီလူဟာတကယ်ကိုဒဏ္ဍာရီဆန်တဲ့ပညာရှိတစ်ယောက်ဖြစ်ကြောင်းထောက်ခံကြတယ်သူကဒီမြို့မှာမြင်းဖြူအကယ်ဒမီဆိုတဲ့ကိုယ်ပိုင်ကျောင်းကိုတောင်တည်ထောင်ထားတာလေအဲ့ဒီသတင်းကိုကြားရတဲ့ခဏမှာပဲကျမသားလေးချင်းရှင်းကိုခေါ်ပြီးသူ့စီကိုတန်းသွားခဲ့တော့တယ်ဒီပညာရှိကတော့တခြားသူတွေနဲ့မတူပဲတမှုထူးခြားပြီးပွင့်လင်းလွတ်လပ်တဲ့သူတစ်ယောက်ပါပဲပုံစံကတော့ရိုးရိုးရှင်းရှင်းပါပဲဒါပေမဲ့သူအောင်မြင်ကြော်ကြားစဉ်တုန်းကတော့ဥယျာဉ်ကျန်းနဲ့တခြားမင်းသားတွေကိုကိုယ်တိုင်ကိုယ်ကျတင်ကြားပြသပေးခဲ့ဘူးတာပါပြောရရင်နန်းတွင်းတက္ကသိုလ်မှာထိပ်သီးပညာရှိကြီးဖြစ်ခဲ့တာပေါ့ဒါပေမဲ့ဘယ်သူမှအကြောင်းရင်းကိုမသိပဲသူဟာဘာလို့များဒီလိုအေးဆက်လာတဲ့မြောက်ဘက်အစွန်ဖျားကိုရောက်လာခဲ့တာလဲဆိုတာခုထိပြောဝက်ချက်ပါပဲကျမလည်းရှိသမျှအဆက်အသွယ်တွေအကုန်သုံးပြီးစူးစမ်းလိုက်တာနောက်ဆုံးတော့သားလေးချင်းချင်းအတွက်မြင်းဖြူအကယ်ဒမီမှာနေရာတနေရာရခဲ့ပါတယ်။ဥယျာဉ်ကျန်းရဲ့သတင်းကိုနောက်တစ်ချိန်ပြန်ကြားလိုက်ရတာကတော့သားလေးချောင်းစတက်ပြီးမကြခင်ပဲအေဂရစ်မင်းကြီးဟာနာမကျန်းဖြစ်ပြီးစိုးရိမ်စိတ်တွေကြောင့်နီလာခံခန်းမထဲမှာတင်လဲကျသွားခဲ့တယ်တဲ့အဲ့ဒီမှာတင်ချီးနှန်းဆက်ခံရေးတိုက်ပွဲကတရားဝင်စတင်ခဲ့တာပေါ့။ဥယျာဉ်ကျန်းနဲ့သူ့ရဲ့ညီကိုတွေဟာတယောက်နဲ့တယောက်အသေးအလဲတိုက်ခိုက်ခဲ့ကြတယ်။နောက်ဆုံးမှာတော့သူပဲအောင်နိုင်သူဖြစ်ခဲ့ပါတယ်။အခုဆိုရင်ဥယျာဉ်ကျန်းဟာအိမ်ရှိဆန်မင်းသားဖြစ်သွားပြီပေါ့။သတင်းတွေကျမတို့စီရောက်လာတဲ့အချိန်မှာသူဟာနန်းတက်ပွဲအတွက်တောင်ပြင်ဆင်နေပြီလေပြီးတော့သူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ဒီပညာရှိကြီးဟာလည်းနန်းတော်ကနေဖိတ်ကြားစာရရှိခဲ့ပါတယ်။ဥယျာဉ်ကျန်းကသူ့ဆရာကိုအနားယူနေရကနေပြန်လာပြီးတိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာကူညီပေးဖို့အနူးညွတ်တောင်းဆိုခဲ့တာပါကျွန်မဟာချန်အန်းမျိုးကနေရောက်လာတဲ့ပုံတူပကြီးကားတွေနဲ့တရုတ်ဖော်စာအုပ်တွေကိုမြည်ကြည့်နေမိတဲ့ရင်တွေလည်းတဒိန်းဒိန်းခုန်လို့မရက်နိုင်တော့ဘူးဘာလို့လဲဆိုတော့သားလေးချင်းချင်းရဲ့ရုပ်ရည်ကဥယျာဉ်ကျန်းနဲ့တူလွန်းနေလို့ပါသားလေးသာဒီထက်ပိုကြီးလာမယ်ဆိုရင်လူတွေကသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုရိပ်မိသွားကြတော့မှသိကြတယ်လေအဲ့ဒီအချိန်မှာပဲပညာရှိကြီးကတေချာစဉ်းစားပြီးနောက်သူ့ရဲ့အတော်ဆုံးတပည့်အချို့ကိုချန်အန်းမျိုးစီခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်လောကကြီးကိုအမြင်ကျအောင်လေ့လာခိုင်းခြင်းလို့တဲ့ဒီသားလေးချင်းချင်းကသူ့ရဲ့အချစ်ဆုံးတပည့်ဆိုတော့အဲ့ဒီစရင်ထဲမှာထိတ်ဆုံးကပါနေတာပေါ့ကျမရင်ထဲမှာဘုံဘုံလဲသွားသလိုခံစားလိုက်ရပေမဲ့ပညာရှိကြီးရဲ့ဖိတ်ခေါ်မှုကိုလည်းညှင်းပယ်ဖို့ကမဖြစ်နိုင်ဘူးလေဒါနဲ့ပဲသားလေးမျိုးတော်ကိုသွားဖို့အထုပ်ပိုးတွေပြင်ပေးရတော့တာပေါ့ဒီတစ်ခါထွက်သွားရင်ဘယ်တော့မှပြန်လာမလဲဆိုတာဘယ်သူမှမသိနိုင်ဘူး။သားလေးမိမိစကားကိုတေချာနားထောင်တော့ချန်အန်းကိုရောက်ရင်ဘယ်မှရှောက်မသွားနဲ့အဲ့ဒီနေရာကလူသက်ကွင်းလိုပဲခြေလမ်းတစ်ချက်မားတာနဲ့အနေရဖြစ်သွားနိုင်တယ်။အဲ့ဒီကလူတွေကမိမိတို့ရှင်လို့ရတဲ့လူတွေမဟုတ်ဘူး။သူတို့နဲ့ဘာပတ်သက်မှုမှမရှိစေနဲ့ပညာရှိကြီးခိုင်းတာကိုပဲလို့သူ့ဘေးကနေလည်းလုံးဝမခွာနဲ့အဲ့ဒီလူတွေကတကယ်ကိုအနေရကြီးရဲ့လို့မှလိုက်မိတယ်မိမိစိတ်အေးအေးထားပါပညာရှိကြီးကသားတို့ကိုအကုန်မှထားပြီးသားပါ။ချန်အန်းကဒီနေရာနဲ့လုံးဝမတူဘူးစီကန်းတွေလည်းအများကြီးပိုတင်းကျပ်တယ်ဆိုတာသိပါတယ်။ဒါလိမ့်လိမ့်မာမာနေပါမယ်ပညာရှိကြီးကိုလည်းအဆက်မကွဲစေရပါဘူးတဲ့။ကျမကောင်းကြီးပြလိုက်ပေမဲ့ရင်ထဲမှာတော့ပူလောင်နေတာပဲပညာရှိကြီးကတော့သားလေးရဲ့အနာဂတ်အတွက်စေတနာနဲ့လုပ်ပေးနေတာကိုသိတာပေါ့။သားလေးရဲ့ဉာဏ်ရည်နဲ့ဆိုရင်ပညာရှိကြီးရဲ့အနီးကပ်ဆောက်ရှောက်မှုအောက်မှာတနေ့ကျရင်နန်းတွင်းစာမေးပွဲကိုတော့အေးအေးဆေးဆေးအောင်မြင်နိုင်မှာပါ။သူ့ရဲ့အနာဂတ်ကတော့တကယ်ကိုတောက်ပနေတော့မှာပေါ့။ဒါပေမဲ့ရင်ထဲမှာတော့ကြောက်စိတ်ကမပြောက်သေးဘူးအခုမှနန်းတက်ထားတဲ့အိမ်ရှိဆန်မင်းသားဖူရင်ကျန်းသားလေးရဲ့ဒီရင်းနှီးနေတဲ့မျက်နှာကိုမြင်သွားရင်ဘာဖြစ်မလဲအဲ့ဒီအချက်ကတင်သားလေးကိုတေတွင်းနဲ့ပို့လိုက်တယ်လို့ဖြစ်သွားနိုင်တယ်လေနန်းတွင်မိမတ်ဆူဟောင်းဖြစ်ခဲ့တဲ့ရှောင်းတဲစီကလည်းပိုပြီးကြည်ကောင်းလာတဲ့သားလေးရဲ့မျက်နှာကိုငေးကြည့်ရင်အမသားလေးကချမ်းမှာရှိတဲ့မြင့်မြတ်တဲ့လူတစ်ယောက်နဲ့တော်တော်လေးဆင်နေတယ်လို့မထင်ဘူးလားတဲ့